အားလုံးသောတတိတိချစ်မိတ်ဆွေပေါင်းလို့မင်္ဂလာပါ2026အတွက်မွေးကနန်းလေးတင်ပေးလိုက်ပါတယ်နေဦးဒီမှာဗရိတ်ရှိလို့ကြာရင်နေမှာဗရိတ်ရှိ6တက်ဗရိတ်ရှိတစ်ချိန်တွေ့ခုလေးခုနဲ့နေမှာဗရိတ်ရှိလို့မှတ်က36နဲ့ဗရိတ်ရှိ3က98တက်ဗရိတ်ရှိ4ကခုလေးဗရိတ်ရှိ5ကဆိုပြီးမှာနေဦးဗရိတ်ရှိ5ချိန်ကြာထားပါတယ်နေဦးပရိရှိ5ချိန်ကြာထားသည့်အတွက်နေဦးပရိရှိရဲ့6နှစ်သွားဖို့ဘေးရတယ်နေဦးပရိရှိဘေးတိုင်း6နှစ်သွား1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်တယ်ပရိရှိနေဦးပရိရှိရဲ့8နှစ်ခန့်တစ်ထိပ်စီနဲ့ပရိရှိအမြန်ကြပါမယ်တစ်ထိပ်စီနဲ့ပရိရှိအဲ့နေဦးမှာပရိရှိခုလေးခုပရိရှိလို့တွေ့တယ်တဲ့ပရိရှိဘေးတိုင်း6နှစ်တော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်တယ်6နှစ်မြောက်တယ်မှာ8နှစ်ခန့်တစ်ထိပ်စီနဲ့ပရိရှိလို့ထွက်ပြီးပါတယ်တတိယမြောက်ပရိရှိ36နဲ့ရှစ်ပဋိဘေးတိုက်သွား1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်6နှစ်မြောက်ထင်ပါလေတဲ့8နှစ်ခန့်တစ်ထိပ်စီနဲ့ပရိရှိလို့ကြပါတယ်စတုထမြောက်ပရိရှိ98တက်ရှစ်ပရိဘေးတိုက်သွား1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်တယ်8နှစ်ကတစ်ထိပ်စီနဲ့ပရိရှိလို့တွေ့ပါတယ်ပြင်စမားမြောက်ပရိရှိခုလေးပရိရှိဘေးတိုက်သွား1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်ဒီ2026ထဲတစ်ထိပ်စီနဲ့ပရိရှိတဲ့နေဦး6တက်ပရိရှိနဲ့ပရိရှိ1နှစ်3 4 5 6နှစ်မြောက်တယ်တစ်ထိပ်စီနဲ့ပရိရှိဒီတဲ့1 3 4ဆိုတဲ့ကဏ္ဍနဲ့ကြာထားတယ်ခုလေးကုံပရိရှိဘေးတိုင်း1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ပါလေထိပ်စီ1နဲ့ပရိရှိကြာသည်တဲ့1 4 3ပတ်လည်းပဲကြာထားတယ်တတိယမြောက်ပရိရှိဘေးတိုက်တော့1နှစ်3 4 5 6နှစ်မြောက်ထင်ပါလေထိပ်စီ1နဲ့ပရိရှိဒီ1 4 3ပဲကြာပါတယ်စရုဒ္ဓမြောက်ပရိရှိဘေးတိုက်တော့1နှစ်3 4 5 6နှစ်ထင်ပါတဲ့တစ်ထိပ်စီတဲ့ပရိရှိဒီ1 3 4ဆိုတဲ့ကဏ္ဍပဲကြာပါတယ်ပြင်စမားမြောက်ပရိရှိခုလေးဘေးတိုက်6နှစ်တော့1နှစ်3 4 5 6နှစ်ထင်ပါ1 3 4မွေးပါ1 3 4ကြိုက်နေတဲ့ရင်မွေးပါ